တာကြီးဆိုလို့ရှိရင်သမီးဒီမှာပါလဲ square root တွေတူတူပဲမှတ်လား square root တွေတူပဲဆိုတော့ကျွန်တော်တို့ဘယ်လိုရေးလို့ရတော့ဆိုတော့သူ့ရဲ့မေးခွန်းကဒီမှာ square root of 100 square root of 20ဆိုဆရာမတို့က square root တစ်ခုအောက်ထဲမှာပဲအကုန်လုံးထားလို့ရတယ်ဟုတ်တယ်နော်100 by 200 3နဲ့3နဲ့ခြေ2 5လီတက်10အဖြေရဘယ်လောက်ရတော့ root 5ဒါပဲလေသမီးနော်ခါခွေးဆိုလို့ရှိရင်သူ့ရဲ့မေးခွန်းလေးကိုပဲအရင်ပြန်ပြီးတော့ကူးလိုက်မယ်အဲ့ဘာလုပ်လို့ရလဲဆိုလို့ရှိရင်သမီးကဒီကောင်လေးကိုကွာဒီတော့ဝင်ပြီးတော့ဆရာမတို့မြှောက်လို့လည်းရတယ်နော်ဒါမှမဟုတ်လို့ရှိရင်ဒီမှာဘယ်လိုရှင်းလို့ရသေးလဲဆိုရင်ဒီဘက်က root 44လို့ဆရာမတို့ခွဲထုတ်လို့ရတယ်ဘယ်လိုခွဲထုတ်လို့ရလဲဆိုရင် root 11ဒါဆို root 11ဒီကောင်ဘာနဲ့ခွဲထုတ်လို့ရလဲဆိုရင် root 4နဲ့ root 11နဲ့ခွဲထုတ်လို့ရဘာလို့ရှင်းမယ်ဟဟလားအဲ့ဆိုလို့ရှိရင်ရှင်းလို့ရတယ်အဲ့တော့ဘယ်လိုရှင်းမလို့ဒီမှာ root 4ကိုဘာလို့ခွဲထုတ်လိုက်တာလဲသိလား root 4ဆိုတာဘာလဲ2 root 11အဲ့ဒါဆိုရင်ဆရာတို့ဒီမှာဒီဘက်က1ဒီဘက်က2ဆိုတော့ငါတို့ဘယ်လိုရှင်းလို့ရလဲဆိုလို့ရှိရင် root 11ဒီကောင်ဘာဖြစ်သွားမလို့ root 11ပဲပေါ့ဒါပေမဲ့အပေါင်းက1အနှုတ်ကကြီးနေအောင်လို့ဆိုတော့ဒီမှာထွက်လာမှသည်အနှုတ် root 11ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ကအပေါင်းနဲ့အနှုတ်နဲ့မြောက်တော့အနှုတ် root 11နဲ့ root 11မြောက်တော့11ရတယ်ဒီလိုတွက်လို့ရတယ်ရလားတွက်လို့ဟုတ်ရအဲ့ဒါရလားခန်းငယ်ထိတွက်ပြရအောင်ပါရတယ်ဟာတယ်နော်တွက်ကြည့်ပါလားဆိုဟုတ်ကဲ့မရရင်ပြန်ပြောနော်မရရင်ဆိုတော့ပြောပြရမယ်